အားလုံးပဲမင်္ဂလာပါ Data Analyst Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ကိုလာမင်းနေကြမေးခွန်းလေးဖြစ်တဲ့ဒီမြန်မာပြည်ကနေပြီးတော့ပေါ့နော်ဒီမှာ UK ကို Junior Data Analyst Position ကိုလမ်းလျှောက်လို့ရမလားဆိုတဲ့မေးခွန်းလေးပဲဖြစ်ပါတယ် So ဒီမေးခွန်းလေးကိုကျွန်တော်အခြေအနေနှစ်ခုနဲ့ဖြေပေးပါမယ်ပထမတစ်ခုကတော့ UK မှာရောက်နေပြီးသားလူတွေအတွက်ဖြစ်ပါတယ် UK မှာရောက်နေပြီးသားလူတွေအခုចောင်းပြီးသားညီလေးညီမလေးတွေကတော့ရဖို့အတွက်ပို့ပြီးတော့ chance ပိုများပါတယ်။ဘာလို့လဲဆိုတော့နံပါတ်1သူတို့ကနိုင်ငံအတွင်းမှာရောက်နေပြီ။အဲ့တော့ interview လုပ်ရတာလွယ်တယ်။နံပါတ်2ကကျတော့သူတို့က visa ချက်ချင်းမလိုဘူး။သူတို့မှာတစ်နှစ်နဲ့6လ government က visa ပေးထားတယ်။ចောင်းပြီးတဲ့အခါကျရင်အဲ့တော့သူတို့ရဲ့အရေးချင်းကိုကြည့်ပြီးတော့နောက်မှာ visa ပေးတယ်မပေးတယ်ဆုံးဖြတ်လို့ရမယ်။အဲ့တော့သူတို့အတွက် chance ကပိုများတယ်။နောက်တစ်ခုကမြန်မာပြည်နောက်မှတခြားနိုင်ငံကနေ apply လုပ်ချင်တဲ့လူတွေဒီကတော့ chance ကအနေနဲ့နေတယ်။ဘာဖြစ်လို့လဲဆိုတော့ government policy တွေကအရင်ကျက်လာတယ်။ပြီးတော့ဒီ visa ကိစ္စကလည်းရှုပ်ထွေးတယ်ပေါ့နော်။အဲ့တော့ company တွေကဖြစ်နိုင်ရင် visa မပေးရတဲ့လူတွေကိုပဲခန့်ချင်တယ်။ junior position မှာဆိုရင်သူတို့ local ထဲမှာရှာလို့ရတယ်။အဲ့တော့ government ကလည်းတစ်ခါတည်းပြန်ပေးတယ်။ဒီလူကိုဘာလို့ခန့်တင်တာလဲ။ဘာလို့ဒီvisa ပေးတင်တာလဲ။အဲ့လိုမျိုးပေါ့။အဲ့တော့ company တွေကသူတို့ကတရားရောက်ကို visa မပေးခင်မှာသူတို့အနေနဲ့ဒီအလုပ်ကိုခေါ်ထားကြအောင်လုံနိုင်တဲ့ဘယ်သူမှမရှိကြအောင်အဲ့လိုမျိုးတက်တည်ပြတာမျိုးရှိရပေါ့နော်အဲ့ဒီတော့သူတို့ကဒီ junior position ဆိုတော့ဒါလူတိုင်းလုံနိုင်တယ်ပေါ့နော်အဲ့တော့သူတို့မခေါ်ကြဘူးပေါ့နော်များသောအားဖြင့်ပေါ့ပြီးတော့ UK က supply နဲ့ demand နဲ့မမျှဘူးမမျှဘူးဆိုတဲ့အကြောင်းရင်းက UK မှာအကြောင်းတွေကနာမည်ကြီးတယ်အဲ့တော့တော်တော်များနိုင်ငံတကာအကြောင်းသားတွေအကြောင်းလာတက်ကြတယ်အကြောင်းပြီးတဲ့အခါမှာကျွန်တော်တို့ပဲမပြန်မဲနဲ့ဒီမှာအလုပ်ရှာကြတဲ့လူတွေကအများကြီးပဲပေါ့နော်အဲ့တော့ recruiter တွေအနေနဲ့ကသူတို့စီမှာကလိုချင်တဲ့လူကိုကောင်းကောင်းရွေးလို့ရတယ်ပေါ့ဒါတစ်ခုပြီးတော့အဲ့လိုဆိုတော့ကျွန်တော်တို့ကမဖြစ်နိုင်တော့ဘူးလားပေါ့အဲ့လိုကြားလည်းမဟုတ်ပြန်ဘူးအဲ့တော့ကျွန်တော်တို့မှာ step by step သွားရမယ်စိတ်ရှိရမယ်ပေါ့နော်အကယ်၍ကိုကအကြောင်းလာမတက်နိုင်ဘူးဆိုရင်အဲ့တော့ဘာလို့ရမလဲဆိုတော့ကိုနဲ့နီးစပ်တဲ့နိုင်ငံပေါ့နော်ထားပါတော့စင်ကာပူပေါ့ကျွန်တော်တို့ဒီ Asia မှာ South Asia မှာအမြင့်ဆုံးတော့စင်ကာပူပေါ့စင်ကာပူ experience ဆိုတရားလေးကြိုက်ကြတယ်အဲ့တော့စင်ကာပူအရင်တိုးရမယ်ဒါမှမဟုတ်ရင်လည်း Dubai ပေါ့ UAE ပေါ့အဲ့နိုင်ငံတွေကိုတိုးသင့်ပါတယ်ပြီးတော့အဲ့မှာကိုကအစုထားမယ်ကိုရဲ့ experience level အမှာအစုပြီးတော့ experience level ကလည်းတက်လာပြီပြီးရင် skills တွေကလည်းတက်လာပြီဥပမာ data analyst ကဘယ်လိုနယ်ပယ်တွေနဲ့နီးလဲဆိုတော့မှ AI တို့ data science တို့ data engineering အဲ့လိုနယ်ပယ်တွေနဲ့နီးစပ်တယ်အဲ့တော့ skills တွေပါကိုမှရှိထားတဲ့အခါကျရင်ဒါပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်အလုပ်လျှောက်တဲ့အခါကျရင်ရဖို့ chance ပိုများတယ်ပေါ့အဲ့တော့ဒီ skills တွေကိုဘယ်လိုဖြည့်မလဲ Power BI SQL Excel လောက်နေတော့အဆင်မပြေပါဘူးတကယ်ပြောပါအဲ့တော့ကိုကဒီဟာတွေကိုဒါပေမဲ့ Power BI SQL နဲ့ဒီ Python တို့ဘာလို့စာချင်းသင်ထားတင်တယ်အဲ့ဒါတွေကောင်းလာတဲ့အခါကျရင်ကိုကဒီ Power Apps ဆိုတာရှိတယ်ပြီး Power Automate ဆိုတာရှိတယ်အဲ့ဒီ Microsoft ကထုတ်တဲ့ software တွေပေါ့နော်အဲ့ကောင်တွေ intermediate level လောက်ရအောင်သင်ထားတင်တယ် Logic App အများကြီးပဲကျွန်တော်တို့အဲ့သုံးခုကို recommend ပေးရပါတော့။ဒါပေမဲ့ Power Automate နဲ့ Power Apps နဲ့ရ Logic App ကမသုံးလိုက်ရတယ်။ဒီစားတော့မရှိဘူး။ပြီးရင်နောက်တစ်ခုကဒီ cloud နဲ့ဆိုင်တဲ့ဟာတွေ AWS တို့ Azure တို့အဲ့လို certificate တွေရယူထားတဲ့ね။ပြီးတဲ့အခါကျမှကိုပင် line ကိုသွားခြင်းလဲပေါ့နော်။ Data Analytics Manager တယောက်ဆိုရင်တော့ဒီဟာတွေအကုန်လုံးနည်းနည်းချင်းစီသိထားမှာပေါ့နော်။အဲ့မှာသူက manage လုပ်လို့ရမှာ။သူအောက်မှာအလုပ်လုပ်နေတာ data analyst တွေရှိမယ်။ data engineer တွေရှိမယ်ဆိုတော့သူကဒီလူတွေကိုသူကmanage လုပ်နိုင်အောင်သူကဒီအနည်းဆုံးတော့ basic knowledge တွေအကုန်ရှိရတယ်ပေါ့နော်။အဲ့လောက်ဆိုရင်သိလောက်ပြီလို့ထင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။